Hello, welcome back to my channel. Bro, ဒီနေ့မှာတော့ကျွန်တော်ဒီ horror game တကယ်ဆော့မှာပါဒီ horror game ကတော့ The Knocker လို့ခေါ်ပါတယ်ကဲ video လေးမစခင်မှာ like and subscribe လေးနဲ့ကိုကြီးအားပေးခဲ့ကြပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာကဲဒါ Minecraft ရဲ့ထုံးစံတိုင်းကျွန်တော်တို့တေးခုတ်မှာဖြစ်ပါတယ်တေးခုတ်ပြီးကျွန်တော်တို့stone တွေနဲ့တူးမယ် stone တူးပြီးကျွန်တော်တို့ base သွားစောက်ကြမှာပေါ့နော် base စောက်တဲ့နေရာကျွန်တော်ရှာအောင်လို့လို့ဆိုကဲဟိုတော့တေးလေးခုတ်လိုက်ပါအောင်မယ်ကဲဒါတော့ကျွန်တော် The Knocker ဆိုရဲ horror ကတော့သူကညအိမ်မှာပဲသူကလိုက်ပြီးတော့ခြောက်ပြီးတော့လိုက်တက်တဲ့ horror တကောင်ပေါ့ကျွန်တော်တီးတလောက်ဆိုရင်တော့ဒါပေမဲ့ကျွန်တော်ကတို့အနိုင်ယူသွားမှာဖြစ်ပါတယ်တော့ The Knocker ဆိုတာတန်နိုင်လာလို့လည်းမဟုတ်တော့လို့ဘာကောင်မှလည်းမဟုတ်ပါဘူးကျွန်တော်သူ့ကိုအေးအေးဆေးဆေးနဲ့နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘာဖြစ်လို့ဆိုတော့ကိုယ့်အကိုက confidence ဆို high နေလို့ပါစားပါOkay. Okay. မိုးတော့ချုပ်လာပြီပဲတိုးတက်လိုက်ပါအောင်မယ်တေးလိုက်တေးလိုက် Okay မိုးချုပ်နေငါတေးကုန်အောင်မယ် Hey my village bro ကျွန်တော်တော်ကန်ကောင်းပါပဲမထင်တော့ဗျာကျွန်တော် village တွေ့နေဘယ်လေကတော့ကြည်ရတော့လုံးဝပစ္စည်းအများကြီးရှင်းပေးရမယ့်ပုံပဲကဲ let's see bro The Knocker တဲ့နည်းနည်းကြောက်ရတယ်ကျွန်တော်အာရာချောင်းနေရဒါပေမဲ့စိတ်ထဲမှာနည်းနည်းကြောက်တယ်ဗျသူဘာဖြစ်လို့လဲတော့ကကနာနာမသိဘူး okay ကျွန်တော်ကတင်ဒါဒီမှာဘယ်လိုအခန်းမဟုတ်ဘူးဒီမှာတင်နေပဲလို့ခင်ဟုတ်တယ်ရဖဲအောင်ငါအိပ်ပြီ good night ပါဒီလိုနဲ့ one day ကတော့ကုန်သွားပါပြီ okay good morning everyone ကျွန်တော် chest လေးလိုက်ကြည့်ကြရအောင်ဘာတွေရှိမလဲလို့ဒီမှာအယုံကိုလဲဒီမှာမဟုတ်ပါရွာသားအလုပ်လုပ်တဲ့နေရာကြီးဒါဟေးဘဲတွေမတွေ့ပါလားကျွန်တော်အစာလိုရလေစာလုံးကကျွန်တော်တက်ရှင်ရမှာအသက်ရှင်နိုင်ပါလိမ့်မဟုတ်လား Okay ကျွန်တော်တို့အခုကျွန်တော်တို့ဟီးဘဲတော့ရှာမယ်ပေါ့နော်ဟီးဘဲမတွေ့ဘူးဘယ်ရောက်နေရတော့ဟာရှာကြည့်အောင်မတွေ့ဘူး sorry ဒီမှာဟီးဘဲပဲ Okay finally လိုချင်တာရပြီ brother လို့ The Knocker ကကျွန်တော်တို့မတွေ့သေးတာသူကကျွန်တော်စပိုင်လုံနေပြီဒီအချိန်လေးဆိုတေးချတယ် The Knocker မင်းငါပြောတာကြားနေကွာမြို့ငါစိန်ခေါ်တယ်ကွာမြင်နဲ့ပေါ်လာခဲ့လိုက်တော့မြို့ငါအေးစစ်စစ်နဲ့တက်ပြတော့မှာကြည်နေဟာဒါပေမဲ့သူကျွန်တော်တက်တော့မလားမသိပါဘူးဗျာစိုးရင်ရတယ်ခုကကျွန်တော်bread လုပ်မယ်တော့အဲ့မှာကျွန်တော်ပါမိုးရရင် bite စားလို့ရမှာလေမေးနေတာကျွန်တော်stone axe ရယ် stone pickaxe ရယ်လုပ်ရအောင်ပါ bread လုပ်ပြီးကျွန်တော် craft လိုက်အောင်မယ်ဗျာ okay ခုကstone axe ပြီး stone pickaxe လောက်ရအောင်မယ်စကားမပြရဖြစ်ရှိခွင့်လို့ပါကျွန်တော်ဗမာလူမျိုးမဟုတ်တော့စကားအလောက်မပီဘူးOkay ကျွန်တော်တို့အခု base စောင်းဝိုင်းနေရာတွားရှာကြရအောင်ကျွန်တော်တို့ဒီရွာမှာတော့မနေချင်ဘူးဗျဘာလို့လဲဆိုတော့ဒီရွာကနည်းနည်းမွဲနေဗျ
အေးဟိုရှင်းမနေကောင်းလားဟုတ်တယ်မမဝေါမမတော့နေကြအောင်ကျွန်တော်တို့မှာကျွန်တော်ဘေးဆောက်မယ်ကွင်းကြီးဆိုတော့ဘာကောင်းလဲဆိုတော့ကျွန်တော်တခုပြောပြမယ်ဘာကောင်းလဲဆိုတော့အေးဘန်တော့ကလိုင်းကျွန်တော်တို့ကွက်ကွင်းတွေ့နိုင်တယ်ဗျဘာလို့လဲဆိုတော့ကွင်းကြီးဖြစ်နေလို့လေဟိုကျွန်တော်ဘေးဆောက်ဖို့တက်တယ်လို့ရတယ်တက်လို့ကျွန်တော်တက်တွေခုတ်လိုက်ပါအောင်စကားတော့အများကြီးပြောတော့ဘူးတက်ခုတ်တာပြီးရင်ကျွန်တော်ဗီဒီယိုတက်ခုတ်တဲ့ပိုင်းနာလေးဗီဒီယို skip လိုက်မယ်ဗျာခဏလားတက်ခုတ်ပြန်နေပြန်တွေးကြပါဘောအားလုံးပဲ okay okay ကျွန်တော်တို့အခုတက်ခုတ်လုပ်ပြီးတက်တယ်တော်တော်ရပြီဆိုကျွန်တော်အခုဘေးစားဆောက်ကြမယ်ဘယ်လို base လဲဆိုတော့တာမန်ပါပဲထူထူတော့မဟုတ်ပါဘူးပုံမှန် base တွေပဲဆောက်မယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကတရေဖမ်းပြီးတော့တက်မှာဘာဖြစ်လို့လဲဆိုတော့ the knocker ကဒီ villager တွေကိုအနိုင်ကျင့်ပြီးတော့ guide တက်နေဒင်းကြတာလို့ပေါ့နော်အဲကြောင့်ကျွန်တော် villager တွေစားကျွန်တော် like တက်ပေးမှာဖြစ်ပါတယ်ခုကတော့ငါခြုံလေးပါရှင်းလိုက်ပါဒီဘေးစားစောက်ကြပါတော်အများကြီးပဲဟာကျွန်တော်လူတွေအိမ်ဆောက်ရတာဒီအဲ့လိုခြံနေမှာရှင်းရတာဒီတော်တော်ပြင်းနေတယ်ဒါမှမတတ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဘေးရှိမှကျွန်တော်ကိုလုံခြုံမယ်လို့ခံစားရတော့ပါဟုတ်တယ်မလား brother တို့အိမ်ဆိုတာလူတွေရဲ့ခိုးလုံနေရလေဒါကြောင့်မလို့အိမ်ရှိမှစိတ်လုံခြုံမှုရှိရဲဆိုတာအမှန်ပါပဲဗျာဒီနားလေး block လေးဆင်းလိုက်ပါဦးဟာမားကုန်ပြီခုကျွန်တော်တို့ PC စောင့်ကြရအောင်ဘာဖြစ်လို့လဲဆိုတော့ PC ဆိုတာတေးလေးပါပဲကျွန်တော်စောင့်မှာကြီးလည်းမဟုတ် pro player လည်းမဟုတ်ဘူးဒီတိုင်း normal player လိုပဲစောင့်မှာတူလည်းမရှိဘူးနည်းနည်းတော့ကြာမယ် brother တို့တီးဟန်ပြီးတော့ကြည့်ပေးကြပါဦးနောက်ဆုံးကျွန်တော် the knocker ကြီးကိုဘယ်လိုနိုင်ယူခဲ့မလဲဆိုတာ brother တို့လည်းစိတ်ဝင်စားမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ဒီနားလေးနည်းနည်း okay နော်မနေဘူးwow okay knocker the knocker ရောင်ကျွန်တော်ဘေးနားမှာရှိနေဆိုတော့ကျွန်တော်သိတယ်ကျွန်တော်သိနေတယ်ကွာကျွန်တော်ဘေးနားမှာပဲဒါပေမဲ့ပေါ်လာလေးမှာတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူပေါ်ချိန်တန်မှပေါ်တယ်လို့ကျွန်တော်ကြားထားရတယ်ဘာလို့နဲ့ညရောက်လာပြီကတင်ကလည်းမရှိဘူးရောကတင်မရှိဘူးကြည့်ကြပါဦးဟောမတိုးအများကြီးပဲအိုးတော်ရရပေါ့တီးလိုက်တော့မင်းနဲ့တီးလိုက်တော့တီးလိုက်တော့ sorry ပါတော့ကြရေးလားမဟုတ်ဘူးတော်သေးတာပေါ့ဟိုးကျွန်တော်တို့ back crab ပြီးတော့ကျွန်တော်တို့ဒီညတာပါကျွန်တော်တို့အိတ်လိုက်ပါတော့မယ်ဗျာတနော်ကတော့ကျွန်တော်တို့ခုဒီဘာမှ hit မပေးသေးဘူးဆိုတာဘာမှအရင်မွန်းတာမပြသေးဘူးဟာရဟဲ့ဘလူးယောဒါတနော်ကရဲ့လက်ချက်ပဲသူအဲ့လိုပဲညနေမှာကြာ
အဲ့လိုပေးတယ်ဆိုတော့ကျွန်တော်တို့မနေ့ပြန်ကျွန်တော်တို့ညစောစောမအိတ်တွေကိုကိုကကျွန်တော်တဲတော့တူးမယ်ဘာဖြစ်လို့လဲဆိုတော့မန်ထားဖို့ပေါ့နော်အဲ့မှာကျွန်တော်ဘေးတွေမြင်ရမှာတနော်ပဲဟိုတွေ့ရမှာလीခုတော့ farmers craft လိုက်အောင်မယ်ပြီးရနေကျွန်တော်တို့တဲကြိုမယ်ကြိုပြတဲ့မန်တွေကိုဘေးနားမှာကာကြမယ် okay ကျွန်တော်ထင်တော့တဲတွေကမလောက်တော့ဘူးလားလို့ဘာဖြစ်လို့လဲဆိုတော့တော်တော်ကသူ့ရဲ့ဟာတော်တော်လေးမှန်ထားမယ့်နေရာတော်တော်များနေတယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးစိတ်မပူပါနဲ့ကျွန်တော်ထပ်တော့တူရမှာပေါ့ဒါတော့ခုကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်ကလှုပ်ချင်လို့ပြောရင်ဗာလေ slab ကပြီးတော့အပြင်မှာထားမယ်အထဲမှာလည်းခင်းမယ်ပေါ့အဲ့လိုစဉ်းစားထားတဲ့ base ပေါ့မှာဒါပေမဲ့ကျွန်တော်တက်လောက်ပါမလားမသိဘူးကျွန်တော်စိုးရိမ်နေရအောင်ကြောင့်တိုးထဲထပ်မသွားချင်လို့ဘာဖြစ်လို့လဲဆိုတော့တနော်ကကျွန်တော်တိုးထဲမှာကျွန်တော်တက်သွားရင်ကျွန်တော်စိုးစိုးစီးတေးသွားမှာပေါ့အားကြောင့်မလို့ကျွန်တော်စိတ်ပလေးပါမယ်ဒါပေမဲ့အဲ့လောက်ကြီးတော့စိုးမြင်ပါနဲ့သူကအဲ့လောက်ကြီးကျွန်တော်တို့ဒုက္ခပေးမှာတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဆရာကြီးမလို့လေစတာပါနောက်တာပါစိတ်ထဲမှာတွေးကြတယ်ကျွန်တော်ဘိုင်းမစေးကြပါနဲ့အဲ့တော့โอเคအဲ့တော့โอเคနောက်ဆုံးတစ်လိုင်းပဲကျန်တယ်ကျွန်တော်လောက်ပါမလားမသိလောက်ပါစေလောက်တယ်လောက်ဆိုလောက်ကျွန်တော်လောက်တယ်အေးစေးလောက်တယ်ဒါပေမဲ့မလောက်ဘူးဘာလို့မလောက်လဲဆိုတော့တစ်တရခေါက်ရမှာပဲမဟုတ်လားကျွန်တော်အများကြီးတူနေတယ် base people อ่ะဒါပေမဲ့โอเคကျွန်တော်တကားတက်မယ်ပေါ့ပြီးဆိုတကားလေးတကားမရှိမဖြစ်လေအိမ်အတွက်အိမ်မှာတကားမရှိဝင်ရထွက်ရအဆင်မပြေဘူးဝါโอเค base ကတော့တော်တော်လေးတော့ပြီးလာပါပြီကိုကြည့်ရပီတိဖြစ်ပါတယ်မန်ကလည်းမလောက်ဘူးတင်တယ်တစ်လည်းမလောက်ဘူးကျွန်တော်တို့နှစ်ခုလုံးတူးရမယ်ပြီးကျွန်တော်တို့ base ပြီးမီးပါစင်ကျွန်တော်တနော်ခဲကြီးကိုစောင့်နေရမယ်ဒီကောင်ကကျွန်တော်အရင်မောတော့မပေးသေးဘူးဆိုတော့ကျွန်တော်ကမောများထည့်မလားဆိုတော့ဝင်ကြီးလိုက်တယ်ဒါပေမဲ့ထည့်ထားတယ်ကောင်ဘေးချိန်တော့ပေါ်မှာမလဲမသိဘူးအားလုံးပဲစောင့်မျိုးကြီးရှူကြပါအောင်ဟုတ်မှာတဲဒီကျွန်တော်တဲယူရမယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်မန်ထက်လောက်ရမယ်ခုနကမန်လောက်ရမှာပြီးသေးဘူးတော်တော်ကြံနေတယ်ကျွန်တော်အကြောင်းမန်ထက်လောက်ရမယ်ဟုတ်တနော်ခဲကြီးမင်းနဲ့ငါနဲ့ one by one ထိတ်တိုက်ရင်ဆိုင်ရတော့မယ်နီးစက်လာပြီဒါကျွန်တော်အိမ်ပြန်ရောနော်ကျွန်တော် joy base ပြန်ရောက်ပြီ base ပြန်ရောက်ဆိုတော့ကျွန်တော် manage မယ်ရင်ဆုံးဒါလေးထားလိုက်ပါဦးမယ် manage မယ်ဟောခုနှစ်ခုကြံနေရတာကျွန်တော်မသိလိုက် manage မယ် okay ဒီ shader ကတော်တော်လာရတော့ကျွန်တော်မထင်တော့အလောက်လာမယ်လို့တော်တော်လေးကြိုက်သွားပြီဒီ shader ကြီးကိုလေကျွန်တော်ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အပြင်ထွက်ရောကင်းလဲနေနဲ့ညရောက်သွားတော့ကျွန်တော်အိမ်ပြန်လာတာကျွန်တော်နည်းနည်းတော့လန့်နေအကောင်ကြီးကိုညနေပြန်ဟုတ်ဒီနေ့တော့ကျွန်တော်ကင်းလေးပါတီလဲအောင်မယ်နေ့လေရလဲလဲပြီကိုကသူညမှကြက်စားမှာဆိုတော့ကျွန်တော်ညပါကင်းလဲရမယ်ထင်တယ်နည်းနည်းတော့ညစောစောမအိပ်ဘူးကျွန်တော်ပြောထားရလေဒါကြောင့်ကျွန်တော်ကင်းလဲအောင်မယ်ကင်းလဲပြီးကျွန်တော်တို့အိပ်ကြမယ်
base ကလည်းပြီးဖို့နည်းနည်းပဲလိုပါတော့တယ်မှန်လေးချိုးလိုက်ပါမယ်လောလောဆယ်အစားလည်းမရှိတော့အစားငတ်နေကျွန်တော်ဒါအပေါ်တစ်ထပ်ပေါ့အပေါ်ကနေစောင်းကြည့်ဖို့ကျွန်တော်တက်တုံးထားမလို့ပေါ့နော်ဟိုရင်ဒီလောလောဆယ်ဒီဘေးပတ်လေးပတ်လိုက်ပါအောင်မယ်မှန်တော့ဒီထားလိုက်ပါတော့ဒီအောက်ကနေထိုင်ကြည့်မြင်ရပါတယ်ကောင်းကောင်းကြီးစိတ်မပူပါနဲ့အတွက်မှန်မလားဒုက္ခကျွန်တော် ace ကုန်ပါလို့ ace ကမှ create ရမှာဒီညတော့ကျွန်တော်နည်းနည်းပါရှာရှည်ကြည့်လိုက်အောင်မယ်သူများတွေတော့စောစောအိတ်ကြတဲ့အချိန်မှာကျွန်တော်တော့မအိတ်ပဲနဲ့နည်းနည်းပါဟိုရှောက်လို့ဒီရှောက်လို့နဲ့ရှောက်လို့ကြည့်လိုက်ပါအောင်မယ်ကျွန်တော် The Knocker ကြီးကိုမျက်နှာချင်းဆိုင်တွေ့မလားဆိုတာပေါ့နော်ကြိုင်းထိတ်ကြည့်လိုက်လာမလားလို့ဘယ်လာမအောင်စုပ်ပြတ်တက်နေပဲနောင်တရမလာဘူးဟာမလာလည်းမလာဘူးကွာတကားကြီးပွင့်နေတကားကြီးပွင့်နေတကားတော့ပိတ်လိုက်ပါအောင်မယ်ဝင်ဘလိုင်းဝင်လာနေမှရှောကုန်မှာဆိုလို့โอเคတနိုကမင်းနဲ့ငါနဲ့တွေ့ကြတာပေါ့ကွာကျွန်တော်ဒီအပေါ်မှာတစ်ထပ်ခင်းလိုက်ပါအောင်မယ်တဝက်ပဲခင်းပါအပြည့်မခင်းဘူးဘာလို့လဲဆိုတော့တဝက်လောက်ပဲကြည့်မယ်လေအပြည့်မလုပ်တော့ဘူးဘေးစီကိုဒါကြောင့်မလို့ကျွန်တော်တနိုကစောင့်နေကျွန်တော်အိမ်မှာပြီးတက်လိုက်တာပေါ့နော်တိုင်းဆိုမစိုးတော့ပါဘူးအိမ်ကသူကလည်းသူတော့โอเคပါမှာဒီဗီဒီယို comment အောက်မှာ brother လို့ဆော့ခိုင်းစေချင်တဲ့ horror မုတ်လေးတွေကျွန်တော် comment မှာရေးခဲ့ပေးလို့ရရနော် brother လို့ကျွန်တော်နောက်ဗီဒီယိုမှာဆော့ပေးပါမယ်လို့ okayဟာဒီကောင်ကမလာသေးဘူးကွာကျွန်တော်သူ့စောင့်နေတာခုထိမပေါ်လာသေးဘူးရိတ်မွန်းတော့မပေါ်လာသေးဘူးဒီကောင်ဘာကြီးလုံနေတော့ကွာငါအားနာပါအောင်ကွာအိတ်လိုက်ပါအောင်မယ် Good morning everyone ဘေးနားမှာစွန်ပြီးတောင်းကျမ်းနေရဟာနေဘူးလို့သိကုန်ကျွန်တော်ခုကခိုးမိုင်းခဲ့ရပါနော်မီးလို့ဖို့ဒီတနော်ခေရောဒီညမှာလာမှာပေချာနေပြီဘာဖြစ်လို့လဲဆိုတော့သူကအရေးမှုမပြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းမသိပါဘူးဟိုးဟေးဘာလို့တွေးလိုက်တာတူကြောင်ပြောနေတော့မရှိသေးရဲ့ဟာရောချက်သိန်းအောင်ထားလာပြီငါကျွန်တော်ဒါဆိုတေးချနေပြီကျွန်တော်ပြောတာအာမခံတယ်ဟောဒီညလာတော့မှာကျွန်တော်စီဒါကြောင့်မလို့ကျွန်တော်သူ့ကိုအေးခုနမြင်းလာညနေလေးစောင်းနေပြီတနော်ခေမင်းနဲ့ငါနဲ့တွေ့ကြတာပေါ့ဒါပေမဲ့ဟိုမလောက်ရသေးဘူးဗျကျွန်တော်ထောင်ချောက်သူ့တက်ဖို့ထောင်ချောက်လုပ်လေသူ့ဂျောင်ပိတ်ပြီးတက်မယ်ဆိုရလို့မဟုတ်ဘူးထောင်ချောက်လေးလှုပ်လိုက်ပါအောင်မယ်ခုကထောင်ချောက်လှုပ်ရအောင်မယ်ထောင်ချောက်
ဒီနားမှာပဲလောက်လိုက်အောင်ထောင်ချောင်းကလုံးဝ simple ဖြစ်တယ်ဗျာ brother တို့ရိုးရှင်းပဲလောက်လိုက်အောင်ရီချိန်နဲ့ရီခဲ့တော့ဗျာကျွန်တော်လည်းမတက်နိုင်တော့ခုတော့ပြီးပြီဒါထောင်ချောက်ပေါ့နော်ဒီတိုင်းလာပြီးတော့သူ့ခုတ်မှဖြစ်ပါလေโอเคညရောက်ပြီဆိုတော့ကျွန်တော်အိတ်လိုက်ရောဆောဆောဟိုဘက်ဒီပါဒီနည်းနည်းပါရှောက်ပတ်ရင်လည်းအိတ်လိုက်တော့မယ်ဇွန်ဘီတကောင်ညသိရှင်နေလားအိတ်လိုက်နေသိလိုက်โอเคခုတော့ကျွန်တော်တနော်ခဲကြီးကိုထိတာရင်ဆိုင်ဖို့အချိန်ကြားလာတော့မယ်မျောလင်းနေဗျာဘာကြီးရှောက်လို့တာတော့ဘလော့ဒီရှောက်ခင်းနေโอเคကျွန်တော်အိတ်လိုက်ပါအောင်မယ်ဒီမှာလေးပါအောင်နော်အစားတောက်လေးတွေကြိုတင်ပြင်ဆင်ထားရတော့မယ်ကြိုတင်ပြင်ဆင်ပြောတာ sorry ကောင်းဒီနားမှာနည်းနည်းကျင်းလေးပါလေးကြည့်လိုက်ပါဦးလေကောင်းတော့ကျွန်တော်စီရောက်လာတော့မှာတော့ကျွန်တော်ယုံကြည်တယ်ဟိုမှာကြီးလားမြည်တော်ရရပေါ့ဟဲ့အောင်ဇွန်မီတကတနာပါလေ brother တို့ကြီးကြပါဇွန်မီလေးအောက်မှာကြာတယ်မန်မြည်ဒီနားမှာမြင်းတော်ပေါ်တာပဲကျွန်တော်နည်းနည်းလန့်နေတာအမြင်းနေကြည့်ပြီးတော့ကြောက်ဖို့တော့ကောင်းတယ်ဒီမှာ village ရှင်းလင်းနေရပဲโอเคဒါဆိုကျွန်တော်အိတ်လိုက်တော့မယ်ဗျာ good night အစားနေနေနာနေချက်ကြည့်အောင်ကျွန်တော်အကောင်လုံးဝတွေးချင်နေပြီ brother တို့မတတ်နိုင်တော့အိတ်လိုက်တော့မယ်ဟိုးတေကိုဟေးဟိုမှာရှိပါတနော်ကဲယောနောက်ဆုံးတော့မင်းနဲ့ငါနဲ့တွေ့ပြီပေါ့ကွာမင်းကငါစောင့်နေတာကွာမင်းကိုတတ်ဖို့ပြီးလားမင်းကအခုမှပေါ်လာရုပ်ရတယ်စိုးလိုက်တာငါတော့လည်းမချောဘူးဟာโอเคမင်းတည်းရှိလာခဲ့တယ်ယောီမလန့်တော့ပဲတော့ဒီလောက်ဆိုကျွန်တော်အခါရှင်ဖိုင်နိုင်တော့မဖြစ်နိုင်တော့ဟုတ်တေးချတယ်ကျွန်တော်လန့်သွားပဲဘာလာလို့ရေကျွန်တော်တော်လေးလန့်သွားတယ်အိတ်လိုက်တော့မယ်ဗျာ Good morning ဒီညတနော်ကကျွန်တော်စိန်ခေါ်သူနဲ့ချဖို့စိန်ခေါ်လိုက်တာပဲဒီညတော့ဒီကောင်နဲ့လုံးဝထိတ်တိုက်ရင်ဆိုင်ရတော့တေးချတယ်ကဲဒီနားမှာရှိနေမှာလို့ညနေစောင်းနေမယ်เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကသူနဲ့တွေ့ဖို့ဗီဒီယိုကလစ်ဖြတ်လိုက်တာအဲဒါကြောင့်မလို့ပါသူနဲ့ဒီညမှာတော့ဒါရိုက်1 by 1ချတော့မှာဖြစ်ပါတယ်တနော်ပဲမင်းနဲ့ငါဒီညတော့လုံးဝထိတ်တိုက်တွေ့ပြီကွာအေးဟေးဟိုမှာလက်ကားလာခောက်ပြီမင်းကမင်းညအကွက်တိုင်းပဲပြန်လှုပ်တော့မှာလားကွာမင်းတတိရှိဝင်လာလေဝင်လာရငါမင်းလုံးဝမကြောက်ဘူးမင်းကငါချဖို့ ready ဖြစ်နေပြီကြော်ဒီကောင်ထောင်ချောက်တွေခုံမရမယ်လိုက်တေးပြီသွားပါပြီကွာဒီကောင်မကြည်နဲ့ဘူးကျွန်တော်ပြန်ရင်မရမကပြန်တက်မယ်ဒီကောင်ကွာတော်တော်မြန်လိုက်ပါလားကွာဘာမှလုပ်ချင်လည်းမရလိုက်ဘူးမင်းနဲ့ငါပြန်တွေ့ကြရင်မှအထဲထဲမှာကွာ
ကြော်ဒီမှာခုံပြီးတော့ဒီကောင်ဖွင့်လိုက်မယ်ကြော်โอเคမင်းနဲ့ငါခု1 by 1ကြိတ်တော့မယ်လာခဲ့ရင်မင်းတတိရှိတေးရောက်မင်းကတက်တာတေးရောက်တော့ပြောမောင်နေရဘာလို့မှာတော့မလုံးတော့ပါနဲ့တေးပါတော့ဟာတေးပါတော့လို့ yo bro finally နောက်ဆုံးတနော်ကတေးသွားပြီ yo bro ဒီညတော့ကျွန်တော်အိတ်လိုက်ပါအောင်မယ်ဗျာမနေ့ကမှဗီဒီယိုလေးကိုအန်ကြတာပေါ့ဗျာcomment ထဲမှာလည်းနောက်လာမယ့်ဗီဒီယိုမှာဘယ် horror မဟုတ်ဆော့ခိုင်းစေခြင်းလဲဆိုတာမှန်ခဲ့လို့ရတယ်ဗျာကဲမင်္ဂလာမနက်ခင်းလေးပါကျွန်တော်မင်းညတနော်ကယ်ကြီးကိုအနိုင်ယူနိုင်ခဲ့ပြီပေါ့ဗျာအခုထိကျွန်တော်သူ့နိုင်မယ်လို့လည်းမထင်ဘူးဗျโอเคဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြရတဲ့ကျေးဇူးများကြီးတင်ပါတယ်။ခီးပါ baby bruh